လာပါရှင်မိတ်ကအတစ်ချက်စီကားရမှာကစိတ်ပိုင်းဆိုင်ရာကတော့ transgender လို့ပဲနေနေတာပေါ့နော်အဲ့တော့စီကားရဲ့စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုကတော့စီကားခံယူထားပြီးဖြစ်တဲ့အတွက်ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုအတွက်ကိုစီကားဘာတွေလုပ်ရမလဲဆိုတာကိုစီကားစုံစမ်းကြည့်ရဲ့အချိန်မှာပြီးတော့line ပေါ်မှာလည်းဟောပါတော့ဟော်မုန်းဆေးတွေကိုရောင်းနေရအောင်လဲစီကားတွေ့ရဲ့ပြီးတော့အဲ့ဟော်မုန်းဆေးတွေကိုလည်းဖြစ်တယ်လို့တောက်နေတဲ့စီကားတင်ငယ်ချင်းတွေကိုလည်းစီကားမြင်ရတယ်ပေါ့နော်ခန္ဓာကိုယ်မှာဟော်မုန်းနဲ့ပတ်သက်ပြီးတော့တင်းငယ်ရဲ့ပမာဏအပြောင်းလဲမှုတွေဖြစ်ရင်တောင်မှပဲဒီစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးကျန်းမာရေးမှာလည်းကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်နိုင်တယ်။အဲဒါကြောင့်စီကရန်တက်ပြီးတော့ဆေးကိုမတောက်ရဲဘူးတကယ်ကိုနားလေတက်ကြွတဲ့စီကံကိုစီကလိုက်ရှာပါတယ်။အဲဒီအခါမှာစီက Facebook မှာဘာမှ beauty ဆိုတဲ့စီကံကိုတွေ့ပြီးတော့သူကဟော်မုန်းနဲ့ပတ်သက်ပြီးတော့ကြော်ညာရေးစီကတွေ့ရပေါ့နော်စစ်ဆေးလို့ရတဲ့ကြော်ညာရေးတွေ့ရအဲတော့စီကအဲ့စီကံကိုစီကစုံစမ်းခဲ့ပါတယ်အဲ့ဒါမို့လို့စီကာတို့လို transgender တွေလိုပြောင်းလဲခြင်းတဲ့လူတွေအတွက်ကိုစေကူပါမှုပြုလုပ်ပေးတဲ့ package တွေကိုတွေ့ရပါတယ်စေကံကိုလာပြီးတော့ဘာမှပြပြရဆရာဝန်နဲ့ဆွေးနွေးကြည့်တဲ့အခါမှာဆရာကဒီ transgender တွေအတွက်ကိုပေါ့ပြီးတော့ဒီဟော်မုန်းအတွက်ကိုပေါ့ US မှာပိတ်ယူထားတဲ့ဆရာတယောက်ဖြစ်တယ်ဆိုတာကိုသိရပြီးတော့စီကယုံကြည်စိတ်ချစာနဲ့ပဲအဲ့မှာစီကဒီစိတ်ကူတာမှုခံယူမှုအတွက်ကိုဆုံးဖြတ်လိုက်ပါတယ်ဆရာနဲ့ဒီလိုစိတ်ကူတာမှုခံယူမှုအတွက်ဆွေးနွေးကြည့်တဲ့အခါမှာလည်းဈေးနှုန်းတွေကကိုယ့်တက်လည်းအဆင်ပြေတဲ့ဈေးနှုန်းမျိုးဖြစ်နေတယ်ပြီးတော့စီကဘန်ကောက်မှာစုံစမ်းကြည့်တဲ့ဈေးနှုန်းဆိုလို့ရှိရင်လည်းစိတ်ကူတာမှုပုံစံချင်းကလည်းတူတူပဲဈေးနှုန်းချင်းကလည်းဒီကအောင်ပို့ပြီးတက်တာနေသေးရဲ့အဲ့တော့စီကောက်တက်ပို့ပြီးတော့အဆင်ပြေပါတယ်ဆရာနဲ့တွေ့ပြီးတော့စီကာတို့စိတ်တောက်မှုအတွက်ကိုစီကာကိုဆရာစိတ်ပြီးရပေါ့နော်စိတ်ပြီးတော့စီကာတို့3လတောက်ကြရတယ်ဒီဆေးရပေါ့နော်3လတောက်တဲ့အချိန်မှာပြောင်းလဲလာတဲ့ဥစ္စာကြတော့စိတ်ပိုင်းဆိုင်ရာတော့နည်းနည်းပြောင်းလဲမယ်ရုပ်ပိုင်းဆိုင်ရာကလည်းပြောင်းလဲမယ်လို့ဆရာတော့ပြောပါတယ်ပေါ့နော်အဲ့တော့စီကာဒီဆေးကိုတောက်တဲ့အချိန်မှာ2လလောက်နေရောစီကာစပြီးတော့တိလာပြီပေါ့နော်စီကာရဲ့ခန္ဓာကိုယ်အချိုးအစားလေးပြောင်းသွားတယ်ဓမောင်လေးတေးသွားတယ်ပြီးတော့အသားရည်ကြီးကြီးလာတယ်အဲ့လိုပြီးတော့စိတ်ထားတွေကလည်းနူးညံ့သွားတယ်ပေါ့နော်ဒီကတော့ကိုယ်စိတ်လေးကအဲ့လိုနူးနူးညံ့လေးဖြစ်သွားတယ်ပေါ့နော်ဆရာပေးရဲ့စီကိုစီကာတောက်နေတဲ့အခါမှာစီကာအတွက်ကျမကြီးစုံတရား side effect တစ်ခုမှဘာမှမရှိခဲ့ပါဘူး side effect စုံတရားလည်းဘာမှမရှိပဲနဲ့စီကာလိုချင်တဲ့ပြောင်းလဲမှုကိုတိတိတတ်တာထင်ထင်ရှားရှားရတဲ့အတွက်စီကာအတွက်အရင်ကိုစိတ်ကျနေပါတယ်အဲ့တော့စီကာလိုမျိုးကျမကြီးဘောင်တွင်းကနေပြီးတော့နီးမဲ့လမ်းမဲ့နဲ့ပြောင်းလဲခြင်းတဲ့ trans woman လေးအတွက်စီကာကစေတနာရှိထားပြီးတော့ဒီစိတ်ကံကိုဖိတ်ခေါ်ပါတယ်ကျမကတော့ဘာမှပြုတိကြမိမိသားဆန်ရှမ်းကိုလာသွားပြီ